သာလီဇောပါ80နေယူရခိုင်တည်ဖြစ်ပါတယ်ကျွန်တော်စီစိတ်တင်ဆက်သူခိုင်စွတ်ဖြစ်ပါတယ်ဒီနေ့ဗြိတိရှကိုလိုနီခိုက်ကျွန်တော်တို့ရခိုင်ပြည်တို့နေပြီးရင်ဘင်္ဂလီအများဝင်ရောက်လာခင်းနဲ့ပတ်သက်လို့ကျွန်တော်နံပါတ်2အစီအစဉ်ကိုတင်ဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ1824ကပါကျွန်တော်တို့တဖြည်းဖြည်းရှင်းဝင်ရောက်လာတဲ့ဘင်္ဂလီကလပ်တွေအကြောင်းကိုကျွန်တော်တင်ဆက်နေတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီဘင်္ဂလီကလပ်တွေဒီနေ့ရခိုင်ဒေသမှာဘလို့မြောက်ပြလာတယ်လဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒုတိယအနေနဲ့တင်ဆက်သွားမှာဖြစ်ပါတယ်ဒီကလာမှာကျွန်တော်တို့ဒီဘင်္ဂလီကလပ်တွေအများဖြစ်လာအောင်ရခိုင်ဒေသကိုဘင်္ဂလီကလပ်များသိမ်းပိုက်နိုင်အောင်အတွက်ဗြိတိရှကိုလိုနီတွေကသူတို့ခေါ်လာတဲ့ကလပ်တွေကိုဘင်္ဂလီကလပ်တွေကိုလက်နဲ့တဆင်ပေးခဲ့တာတွေရဲ့နဲ့ပတ်သက်လို့ကျွန်တော်တင်ဆက်သွားမှာဖြစ်ပါတယ်နော်အဲ့တော့နံပါတ်2အနေနဲ့ကျွန်တော်တို့အပိုင်းနံပါတ်2ပေါ့နော်ဖြစ်ပါတယ်စိတ်တကောင်သားများအများပြဝင်ရောက်လာခဲ့ပြီး1930ခဏခွေးတွေတွေ့တဲ့နိုင်ငံအပရောင်းအလေကောင်လေးဖြစ်ပါတယ်ဟုတ်သိရှိရပါတယ်ခင်ဗျနော်ကျွန်တော်တို့ဒီခွေးတွေတွေ့တဲ့ဆိုတဲ့အကြောင်းအရင်းမှာ1930ခဏခွေးတွေတွေ့တဲ့အပြောင်းလေးအကြောင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိရတယ်အဲဒီတော့ကျွန်တော်တို့ဒီခေတ်မှာကျွန်တော်တို့1935ခုနှစ်မြန်မာနိုင်ငံဥပဒေအရမြန်မာနိုင်ငံကိုအိန္ဒိယမှခွေထုတ်ဆုံးဖြတ်ချက်အရအိန္ဒိယမှခေါင်းဆောင်စာကာနဲ့မြန်မာနိုင်ငံအစိုးရဘက်မှဂလုံဦးစောတို့လူဝင်လူထွက်စာချုပ်တစ်ခုကိုဆုတ်ဆိုခဲ့ကြပါတယ်ခင်ဗျနော်ဒီချက်မှာကျွန်တော်တို့ဒီဥပဒေအရကျွန်တော်တို့ချုပ်ဆိုခဲ့တာတွေကိုကျွန်တော်တို့တွေးကြည့်ရပါတယ်ခင်ဗျဆိုတော့ဒီစာချုပ်အရနေပြီးကျွန်တော်တို့ဒီဆုတ်ဆိုတဲ့ဥပဒေများအရနေပြီးလိုက်နာဆောင်ရွက်ခြင်းများကိုစာချုပ်ချုပ်ဆိုသောနိမစာရွက်3နှစ်အတွင်းရတိုင်ထားတာပါရှိပါတယ်ခင်ဗျအဆိုပါခွေးထွဲတွေကိုစတောင်ဆွေးနွေးလက်ဒီနဲ့